ဘလောက်ပဲခင်မင်ရင်းနှီးနေပါစေအားနာပြီးမှငွေမချေးလိုက်ပါနဲ့ချေးလိုက်တဲ့ငွေတိုင်းဟာလေရက်ချင်းမှန်မှန်နဲ့ပြန်ဆက်ဖို့မလာနိုင်တာကများပါတယ်အားနာပြီးစေတနာနဲ့အကူအညီပေးလိုက်ပေမဲ့အချိန်တန်ရင်ပြန်လာတတ်တာကတော့လေအမုန်းတရားတွေပါလို့ငွေချေးတော့ပြုံပြန်တောင်းတော့မုန်းဆိုတဲ့စကားကလေစေတနာနဲ့ပေးလိုက်လို့ပြန်ရလိုက်တာကဝေဒနာတွေဖြစ်ပြီးတော့လေအဲ့ဒါတွေရောင်ပြန်ဟတ်ခဲ့တာပါငွေချေးတုံးကကျေးဇူးတင်မတက်မျက်နာတွေကလေပြန်တောင်းတဲ့အခါမှာတော့အာဃာတမျက်နာတွေနဲ့ကျေးဇူးတွေစပြီးကမ်းတော်တာပါပဲကိုယ့်ဘက်ကချေးလိုက်တုံးမှာလွယ်လေးပဲပေးလိုက်ပေမဲ့ကိုပြန်တောင်းတဲ့အခါမှာတော့လေဘတော်မှလွယ်ပြန်မရခဲ့ကြဘူးစင်ကြီးအမျိုးကြားနေရတယ်ကိုကပဲကိုပတ်စံကိုမျက်နှာချိုတွေးပြီးတော့အောက်ကျနောက်ကျခံပြီးပြန်ပြီးတောင်းနေရတယ်ဒါကြောင့်ကိုပတ်စံကိုပြန်တောင်းရမယ့်ဘဝကိုမရောက်အောင်လေပတ်စံကိုအစတည်းကမချေးနဲ့အကျွေးကဝတ်ကျွေးဖြစ်တယ်အာနာတတ်တဲ့တခင်ကစိတ်ကလေးကိုလေအခွင့်အရေးဖြစ်အသုံးချရင်မိတ်ဆွေကရန်သူဖြစ်တာအဲ့ဒီအကျွေးပါ